မိုက်စားကွန်ဒိုလို့ပြောလိုက်တာနဲ့ဘာကိုပြင်းပြကြလဲ facility အမိုက်စားလား location ကောင်းတာလားအခန်းပြုတွေလှရလားဒါတွေအားလုံးအမိုက်စားဖြစ်နေတဲ့ကဘာရေးဖျားလမ်းမကြီးပေါ်က facility ကောင်းကောင်းနဲ့ infinity condo location ရလဲဗဟန်းမြို့နယ်ကဘာရေးဖျားလမ်းမပေါ်မှာတည်ရှိပြီး infinity condo ဟာဘဝပိုင်မြေမျိုးစားဖြစ်တဲ့အတွက်သားစိမ်မိစက်တိုင်အောင်စိတ်ချလက်ချမြေချိုးချပတ်စံနာနိုင်မှာပါဒါကြောင့်ရေရှည်အတွက်တမိုးရှိဆုံးနဲ့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ Infinity Condo ကိုစင်ကာပူနိုင်ငံရဲ့စုတစိတ်ရ ONG Architect ကဒီဇိုင်းဆွဲပြုလုပ်ပေးထားသလိုခိုက်ခန့်တဲ့ Pile Foundation နဲ့အရေးအသွေးမြင့် Reinforced Concrete System တို့ကိုပေါင်းစပ်အသုံးပြုပေးထားတာကြောင့်အဆောက်အဦရဲ့ခိုင်ခန့်မှုနဲ့အရေးအသွေးပိုင်းမှာတော့စိတ်ချလုံခြုံပေးရမှာပါဒါအပြင်ရန်ကင်းစင်တာအင်အားလိတ်မြန်မာပလာဇာစီဒိုနာဟိုတယ်အဆင့်မြင့်စားသောက်ဆိုင်များနဲ့အနီးဆုံးမှာတည်ရှိပါတယ်1300ခွန် square feet ကျယ်ဝန်းတဲ့အခန်းဒီမှာ master bedroom တစ်ခန်း single bedroom တစ်ခန်းအပြင် study room တစ်ခန်းတောင်တည်တံ့ပါဝင်ပါတယ်။အခန်းကလည်း space ကျယ်ဝန်းဝန်းရှိပြီးတော့အပူခံမှန်မနေပေါက်ကြီးများလည်းပါဝင်လို့သဘာဝအလင်းရောင်ကိုကောင်းကောင်းရရှိစေမှာပါ။မိဖို့ကြောင့်ကလည်းအဆင့်မြေဘေးတင်မိဖို့အညှော်ဆက်ဆက်နဲ့ L shape cabinet တွေအစုံလင်ပါဝင်လာမှုလို့အဆင့်သစ်ချက်ပြုတ်စားတောက်နိုင်မှာဖြစ်ပါတယ်။ Infinity Condo မှာဆိုရင်နေ့စဉ်ဘဝကိုအပြည့်အဝပံ့ပိုးပေးမဲ့ facilities တွေကအများအသင့်ရှိနေပါတယ်နော် facilities အနေနဲ့ car parking, elevator, outdoor swimming pool, fitness center အပြင်မိသားစုနဲ့အတူအပန်းဖြေအနားယူဖို့အတွက် sky terrace တို့ပါဝင်ပါတယ်ဒါအပြင် CCTV, security door lock system နဲ့ emergency firefighting system တို့လည်းပါဝင်တာကြောင့်စိတ်ချလုံခြုံမှုကလည်းအပြည့်ရှိတာပေါ့ငွေပေးချေမှုအနေနဲ့ cash down သို့မဟုတ်ဘဏ်ချင်းငွေစနစ်ဖြင့်စိတ်ကြရွေးချယ်ဝယ်ယူနိုင်ပါတယ်ရန်ကုန်မြို့ရဲ့အကောင်းဆုံးကဘာရေးဖျားလမ်းမလိုနေရာမျိုးကိုလုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူးအခန်းအီအတွက်အကန့်အသတ်ဖြစ်တာရောက်ချပေးသားမှာဖြစ်လို့အခုပဲ HK Property ကိုဆက်သွယ်ဆောင်စားလိုက်တော့နော်